အိမ်မက်မကောင်းလဲအာနာသိန်းတာတိုင်းပြည်ကြီးကြောက်ထဲကြတော့မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ခလုတ်တိုင်ပြီလဲအာနာသိန်းတာအလကားနေလဲအာနာသိန်းနေတာဒါအကျင့်ကြီးကိုပါနေနော်ကျွန်တော်တို့ဗမာလူမျိုးရဲ့ဇယိုက်ထဲမှာစွဲနေတဲ့နိုင်ငံရေးအကျင့်အဲ့ဒါကဗိုလ်ချုပ်တို့လုံခြံခံရတဲ့ဇူလိုင်19ရက်နောက်ဇူလိုင်20ရက်နေ့မှာလန်ဒန်တိုင်းသတင်းစာနဲ့ဒေါက်တာဘတ်မော်ရဲ့အင်တာဗျူးကျွန်တော်ဒေါက်တာဘတ်မော်သိအထင်ကြီးတဲ့မပါဘူးငယ်ငယ်ကဒါပေမဲ့အဲ့ဒီအင်တာဗျူးတော့တော်တော်ခိုက်တယ်အဲ့ဒီမှာဒေါက်တာဘတ်မော်ပြောတဲ့စကားကျွန်တော်တွေးထွက်အောင်မှန်တယ်ထင်တာဘာပြောလဲဆိုတော့ဗမာလူငယ်တွေဟာတဲ့လက်နက်ကိုအယူမူဆွဲလန်းသွားပြီဒီအတိုင်းဆိုရင်အနာဂတ်ဗမာနိုင်ငံရေးကိုမဲယုံတွေကမဆုံးပြတ်ပဲတနတ်တွေကဆုံးဖြတ်တော့မယ်တွေးထွက်အောင်မှန်တဲ့စကားလို့ထင်ပါတယ်တစ်ဆက်သေးပြောရင်ကျွန်တော်တို့နဲ့အိန္ဒိချင်းအိန္ဒိယဘာကွာလဲအိန္ဒိယလည်းအင်္ဂလိပ်ကျွန်ဖြစ်တာသို့တော့အိန္ဒိယလွတ်မြောက်အမျိုးသားလွတ်လပ်ရေးတိုက်ပွဲမှာအယူဆနှစ်ခုအပြိုင်ပေါ်တယ်တစ်ခုကဂန္ဒီလမ်းကြောင်းအကြမ်းမဖက်အနုနီးနဲ့ဒီမိုကရေစီနီးနဲ့လွတ်လပ်ရေးအရယူမယ်တစ်ခုကတော့စူဘတ်ချန်ဒရာဘုတ်လမ်းကြောင်းလက်နဲ့အရယူမယ်နှစ်ခုအပြိုင်ရှိအိန္ဒိယအများစုကဂန္ဒီကြီးရွေးလိုက်အကျိုးဆက်ကဘာကောင်းသွားလဲဆိုတော့အိန္ဒိယကြီးလွတ်လပ်ရေးရပြီးတော့အိန္ဒိယကွန်မြူနစ်ပါတီခဏတပြုတ်တော့ခို့တယ်အကြာကြီးပြည်လို့စစ်မဖြစ်ပိုးအရေးကြီးတာအိန္ဒိယဒီမိုကရေစီဘလောက်အကြက်အတဲရှိဘာမှမဖြစ်တခါမှစစ်ဖက်အာဏာသိမ်းမှုမကြုံကျွန်တော်တို့ဒီမှာတော့ဘုံအောင်တင်ပြန်လာပြီးတော့တန်းတော့ဘုံအောင်တင်ညခဏနော်ဒါလည်းကွာဘာကြောင့်လဲကျွန်တော်တို့အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြည့်လိုက်တော့ကျွန်တော်တို့မှာနော်ဂန္ဒီလမ်းကြောင်းလို့ပြောနိုင်တာပွင့်ပွင့်လင်းလင်းပြောရင်88အရေးတော်ပုံမှာဒေါအောင်ဆန်းစုကြည်တက်ပြီးသူတို့ခေတ်ရောက်တော့မှဂန္ဒီလမ်းကြောင်းဟာလူထုထောက်ခံမှုပိုးရတယ်ကျွန်တော်တို့သမိုင်းကြောင်းပြန်ကြည့်ဘယ်ဟာစခဲ့တယ်လဲရဲဘော်3ချိတ်ကစခဲ့တယ်ရဲဘော်3ချိတ်ကစခဲ့တော့ကျွန်တော်တို့နိုင်ငံရေးမှာမလစ်တက်ကာရိုက်တာအကြံပရန်ကာရိုက်တာပါကိုပါဒါရဲ့အကျိုးဆက်ကဘာလဲဆိုတော့လွတ်လပ်ရေးရပြီး3လမပြည့်သေးဘူးပြည်တွင်းစစ်ဖြစ်ထချကြပြီးတော့နော်အိမ်မက်မကောင်းလဲအာနာသိန်းတာတိုင်းပြည်ကြီးကြောက်ထဲကြတော့မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ခလုတ်တိုင်ပြီလဲအာနာသိန်းတာအလကားနေလဲအာနာသိန်းနေတာဒါအကျင့်ကြီးကိုပါနေအဲ့တော့ဒါတွေကကျွန်တော်တို့ရဲ့ခါရိုက်တာနဲ့ delay နဲ့ဆက်ဆက်နေမလားစဉ်းစားဖို့